အခုဆိုကျွန်တော်တို့ဇူလကားကိုရောက်နေပါပြီပြီးတဲ့ကားတက်ထွေးတာပေါ့နော်လူတွေတင်ပြီးတဲ့ကားတက်ထွေးတာပဲဒီမှာကားတော့နည်းနည်းပဲကြက်တယ်ဗျာဘာဖြစ်လို့ဆိုတော့ထွေးတဲ့လူနဲ့ဝင်တဲ့လူနဲ့အစားတော့ပြပြငယ်မောက်တော့ပေါ့နော်ဒီမှာတွဲရင်းနဲ့နည်းနည်းတော့မိုးချလာပြီခဏနေကြရတမေးစားလို့နေရရောက်တော့မယ်တမေးစားလေးမှကတော့ကျွန်တော်တို့ကလေးမှဝယ်ပြီးတော့တခါလေးဖြတ်လိုက်တယ်ခင်ဗျကျွန်တော်တို့တမေးစားပြီးလို့ပြတ်ထွေးပါပြီခင်ဗျကားပေါ်မှာအိတ်လိုက်ပြီးတဲ့စီပြီးတဲ့ခင်ဗျအိတ်ပြီးတော့အိတ်လေးရတယ်မအိတ်လေးရတယ်ဗျဘာဝကြီးကြည့်ပြီးတော့မှလားမန်နေဂျာမဟုတ်ရမှာအိမ်မှာလားကျွန်တော်ကတော့တေးနိုးသွားလို့ကြည့်လိုက်ပါပြီဘန်ကောက်မြို့အစောနောက်ကိုရောက်နေပါပြီနေထွေးစီးစားတယ်မစိုးပါဘူးသူ့နဲ့သူလောင်းနေတာပဲဒီမှာတိုက်လေးတော့မြင်လိုက်ရပြီတိုက်တော့အကြီးပဲတော်မြင်ရတယ်လို့ဖြစ်နေတယ်တခါမှမမြင်ဘူးလို့လေအခုဆိုကျွန်တော်တို့မော်ချေကားကိုကျွန်တော်တို့တွန်းနေပါပြီခင်ဗျနည်းနည်းလေးတော့ဝေးတယ်ဘာဖြစ်လို့ဆိုတော့ဟိုပတ်ဒီပန်းတာနဲ့အဲ့ဒါနည်းနည်းတော့ဆောက်ရတယ်ဆောက်ရင်လည်းတလည်းနဲ့အဲ့ဒီတိုက်လေးကောက်လေးကြည့်ဖို့နော်ခဏနေဆိုရင်မော်ချေကားကိုရောက်တော့ပါမယ်ခင်ဗျအခုဆိုရင်ကျွန်တော်တို့မော်ချေကားကိုရောက်နေပါပြီခင်ဗျကျွန်တော်တငယ်ကြီးကတော့အထက်မှာကျွန်တော်လာဆောင်နေပါတယ်ခင်ဗျကျွန်တော်တွားတော့မယ်ခင်ဗျဒီမှာကျွန်တော်ဘူကေချေရတဲ့တောက်ရပါပြီခင်ဗျနည်းနည်းနေထောင်းနည်းနည်းကြည့်လိုက်မယ်မစိုးပါဘူးခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ